ခေတ်သစ်သိပ္ပံပညာဟာလျှက်စစ်စွမ်းအင်ကိုပထမဆုံးစတင်တွေ့ရှိခဲ့တာဖြစ်နိုင်ရဲ့လား1936ခုနှစ်မှာရှေးဟောင်းသုတေသနပညာရှင်တွေဟာဘဂ္ဂဒက်မြို့အနီးမှာထူးဆန်းတဲ့မြေအိုးတစ်လုံးကိုတူးဖော်တွေ့ရှိခဲ့ကြပါတယ်။အပေါ်ယံကြည့်ရင်တော့နှစ်ပေါင်း2000ကျော်သက်တမ်းရှိတဲ့ရိုးရိုးသာမန်မြေတဲ့ပစ္စည်းတစ်ခုလိုပါပဲ။ဒါပေမဲ့အဲ့ဒီအိုးထဲမှာကြေးနီပြိုနဲ့တန်ချောင်းတစ်ချောင်းကိုအလုံးပိတ်ပြီးထည့်သွင်းထားပါတယ်။အဲ့ဒီတိဆောက်ပုံဟာရိုးရှင်းတဲ့လျှက်စစ်ဘက်ထရီတစ်ခုနဲ့အတော်လေးကိုဆင်တူနေခဲ့တာပါ။ဒါနဲ့ပဲသိပ္ပံပညာရှင်တွေကအက်ဆစ်ရည်ကိုအသုံးပြုပြီးအဲ့ဒီကိရိယာအတိုင်းပြန်လည်ဖန်တီးကြည့်တဲ့အခါပုံတူကိရိယာကနေတိုင်းတာလို့ရတဲ့လျှက်စစ်စီးကြောင်းတစ်ခုအမှန်တကယ်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီတွေ့ရှိချက်ဟာရှေးဟောင်းကမ္ဘာနဲ့ပတ်သက်ပြီးထိတ်လန့်စရာမေးခွန်းတစ်ခုကိုဖြစ်ပေါ်စေခဲ့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူတွေဟာလျှက်စစ်တအားကိုဘာတွေအတွက်အသုံးပြုခဲ့ကြတာလဲ။စုံစမ်းစစ်ဆေးသူတွေဟာဖြစ်နိုင်ခြေရှိတဲ့အဖြေတွေကိုအနီးနားကအပျက်စီးတွေကြားထဲမှာရှာဖွေခဲ့ကြပါတယ်။တချို့ကရှေးဟောင်းငွေတဲ့ပစ္စည်းတွေပေါ်မှာရွှေရည်စိမ်ထားတဲ့အစအနတွေကိုရှာဖွေတွေ့ရှိခဲ့ကြတယ်။ပညာရှင်တွေကတော့ဒီကိရိယာကိုရွှေရည်စိမ်တဲ့နေရာမှာအသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။ဒါပေမဲ့ဒီနည်းပညာရဲ့တီထွင်မှုမှတ်တမ်းတွေဟာလုံးဝဥတုံပျောက်ကွယ်သွားခဲ့ပုံပါပဲ။နောက်နှစ်ပေါင်း1000ကျော်ကြာပြီးမှသာဒီလိုနည်းပညာမျိုးနောက်တစ်ကြိမ်ပြန်လည်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒီလောက်ဝေးလံတဲ့အချိန်ကာလမှာဒီလိုဖန်တီးမှုမျိုးဘယ်သူကဘယ်လိုစတင်ခဲ့တယ်လဲဆိုတာကိုတော့အခုထိအဖြေရှာမရနိုင်သေးပါဘူး။